တောင်းရက်နဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်မကြားချင်အောင်ဆောင်လို့ရှိရင်နားပိတ်နဲ့တဲ့နောင်ဘွားရလားနောင်ဘွားနားပိတ်နဲ့မကြားချင်အောင်လည်းမဆောင်နဲ့မသိချင်အောင်လည်းမဆောင်နဲ့ကိုပေးနိုင်တယ်လို့ပေးလိုက်နော်မပေးနိုင်လို့ရှိရင်ငါမှကောဘာမှမရှိဘူးနော်တခြားသွားတောင်းတော့ငါမှတကယ်မရှိဘူးအခုငါပေးเสียဘာမှမရှိဘူးလို့ပြောလို့ရဟုတ်ကဲ့ဝရိညူဆိုတာရရောတာပေးကံအိန္ဒိယသွားတော့ကတခါတရောင်းစားတယောက်ကလူတယောက်ကိုလာတောင်းတယ်အဲ့ဒီလူကဘာလို့ရိုဒီစားနေနံပြားလိုဟာမျိုးပေါ့နော်ရိုဒီစားနေတာတရောင်းစားတယောက်ကလာတောင်းတော့သူကဘာလုပ်တုံဆိုရင်အဲ့ဒီရိုဒီကိုလုံးပြီးတော့အဲ့ဒီတရောင်းစားကိုရင်ဘတ်ကိုအဲ့ဒီရိုဒီနဲ့ထုလိုက်တယ်ထုလိုက်တော့အဲ့ဒီသူစားနေတဲ့ရိုဒီနဲ့ရင်ဘတ်ကိုထုပြီးရင်ဘတ်တော့မဟုတ်မျက်နှာတောင်ပေါက်လိုက်တာနဲ့တရောင်းစားကအဲ့မြေကြီးပေါ်ကျသွားတဲ့ရိုဒီကိုကောက်ပြီးတော့စားပါစားနော်စိတ်မဆိုးတဲ့အပြင်အဲ့တော့ဒီလူကတော့ကုသိုလ်ရဖို့တော့တိတ်မရှိဘူးနော်တောင်းရမလားလို့စိတ်ကထိုးဆိုးလိုက်သေးတယ်ဆိုးပြီးရိုဒီနဲ့မျက်နှာကိုပေါက်လိုက်တာအဲ့ဒါဟိုကောင်ကအตาလေးကောက်ပြီးတော့စားသွားရှာဒါမျိုးတွေတခါတွေးခဲ့ဘူးတယ်ပေါ့အေးကိုပေးမယ်ပေးရင်ချိုးချိုးသားသားရော့အင်းလို့ပေးလိုက်လို့ရှိရင်သူ့မှာကုသိုလ်တွေအများကြီးဖြစ်သွားမှာပဲပေါ့ဝရိညူဆိုတာအဲ့ဒါပြောတာတောင်းလာတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒကိုသိတယ်အသိမှပြုတ်တယ်ဝိတမစ္ဆရာငါသာသုံးမယ်ဆိုတဲ့စိတ်မရှိဘူးအေးကိုငပြောသည်စားနေတယ်တဝက်ကြံသေးရင်တဝက်ပေးလိုက်ပေါ့ပြီးတာပဲဟုတ်လားမုံလေးတစ်ချက်စားနေတယ်လာတောင်းတဲ့လူရှိရင်ပေးလိုက်ပေါ့ကြံတာလေးဒီလိုဆိုလိုတာပေါ့နော်အေးအဲ့ဒါလို့တရားလည်းရှိတယ်သီလလည်းရှိတယ်တောင်းရတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုနားလည်ပြီးဘယ်တော့မှငါသာသုံးမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးများကိုမျှဝေပြီးတော့သုံးမယ်ဆိုတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာလူထဲမှာတင်းတော့တင်းတယ်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးရှိတယ်ဖြစ်တယ်တရားတရားကောင်းဘာနဲ့ဥပမာတူတော့ဆိုရင်တိမ်တိုက်မဲကြီးတွေတဲကနေပြီးတော့ဖောက်ထွက်ပြီးပေါ်လာတဲ့လမ်းမင်းကြီးဟာကြက်တည်ရှိတယ်လို့ပဲတရားတရားရှိပြီးကိုချင်းသီလနဲ့ပြည့်စုံပြီးနော်လူရတန်းတဲ့အလုပ်တွေလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတိမ်တိုက်ထဲကထွက်ပေါ်လာတဲ့လမ်းမင်းလို့လူလူကြားမှာတင်းတော့တင်းနေရှိတယ်လို့မြတ်စွာဘုရားကအဲ့ဒီသုတ္တမှာဒီလိုဟောထားတယ်ဒါကြောင့်မို့လို့သားကောင်းသမီးကောင်းဆိုဒီမှာဒီလိုရည်ချင်းနေနဲ့ပြည့်စုံမှုလိုတယ်နောက်တစ်ခုမြတ်စွာဘုရားဟောထားတဲ့သုတ္တန်တစ်ခုတတိထားရအောင်မိဘတွေကနော်မိဘတွေကငယ်စဉ်ကကျွေးမွေးလာခဲ့တယ်ဆောင်းလျှောက်လာခဲ့တယ်အဲ့ဒီခြေဆုတရားတွေကိုသိပြီးတော့သာသမီလှုပ်တဲ့ပုဂ္ဂိုလ်ဟာမိဘတွေအိုမင်းမစွမ်းဖြစ်နေလို့ရှိရင်မိဘကိုကြည်ရှုယူရပြုစုတဲ့သာသမီမျိုးဖြစ်တဲ့နေပေါ့နော်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်မြတ်စွာဘုရားဗာပြောတော့ဆိုရင်ခုနကအဝဇာတဆိုတဲ့ထဲပို့ပြီးတော့ဝတ္တလသူယုံမာလို့လည်းသတ်မှတ်တယ်ပရာဘဝမင်းပျက်စီးတော့မယ်ဘယ်တော့မှတိုးတက်မဲ့လူမဟုတ်ဘူးလို့လည်းမြတ်စွာဘုရားဟောတယ်နော်အဲ့ဒီဒေသနာတော်လေးကိုနာခံပြီးတော့ကြည့်အဲ့ဒီမှာမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုယောမာတရံပိတရံစိဏကံကတရွပနံအမေတဲ့အဖေတဲ့စိဏကအိုမင်းပြီးတော့ကတရွပနအရွယ်တွေကုံဆုံးနေပြီအဖိုးကြီးဖွားကြီးဖြစ်နေပြီလောက်ကင်မစားတော့နိုင်တော့ဘူးကိုပါကိုနော်စိဏကံကတရွပနအိုမင်းပြီးတော့အရွယ်လွန်သွားတဲ့အမေအိုအဖေအိုကိုတဲ့ပဟုတန်တော်ပေးနိုင်ရတဲ့နဲ့ကမ်းနိုင်ရတဲ့နဲ့လုံးနိုင်ရတဲ့နဲ့
နဗရတိမမွေးမြူဘူးမိဘကိုဂရုစိုက်ဘူးမဆောင်ရှောက်ဘူးဆိုတဲ့သာသမီဟာတံပရဘဝတော်မူခံအဲ့ဒါဟာပျက်စီးခြင်းအကြောင်းတစ်ခုဖြစ်တယ်ဒီသာသမီဘယ်တော့မှမကြည့်ပွားဘူးတဲ့သားကောင်းသမီးကောင်းမဟုတ်ဘူးလို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့လားဒါတွေလည်းခုနကအင်္ဂါရတ္တိနဲ့မပြည့်စုံတဲ့သာသမီမျိုးသားတင်မိဘကိုပြစ်ထားမှာပေါ့ခုနလိုတရားတရားရှိတယ်ကိုချင်းသီလကောင်းတယ်ဆိုတဲ့သာသမီမျိုးကဘယ်ပြစ်မလဲနော်ဟောနောက်တစ်ခုမြတ်စွာဘုရားယောမတရံပိတရံစိဏကံကတရွတ်ပဲအရွယ်လွန်ပြီးတော့အိုမေမစွမ်းဖြစ်နေတဲ့အမေအဖေကိုတဲ့ပဟုတန်တော်နဗရတိစွန့်နိုင်သူဖြစ်ပါလေရဲ့နဲ့မလို့ကြွေးဘူးမပြုစုဘူးမဆောင်ရှောက်မထားဘူးဆိုရင်တန်စင်ညာဝတ္တလောဣတိတဲ့အဲ့ဒီပုဂ္ဂိုလ်လူယုတ်ပါလို့ပဲတတ်မှတ်လိုက်ပါသိလိုက်ကြပါလို့မြတ်စွာဘုရားတို့ဟောတာနော်